အားလုံးပဲမင်္ဂလာပါကိုအောင်သိန်းနိပညာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့က Viber အကောင့်ဖွင့်တဲ့အချိန်မှာဆိုရင်ပေါ့နော်activation phase ဆိုတဲ့စာတိုင်းပြပြီးတော့အကောင့်ဖွင့်လို့မရတာကိုဘယ်လိုမျိုးကျွန်တော်တို့ကဖြည့်ရှင်းရမလဲဆိုတာပြောပြပေးမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့က Chrome browser တွေကနေမှ Viber.com ကိုဝင်လိုက်မယ်ဝင်ပြီးတော့ဒီမှာစာပို့ဆိုတာနှိပ်လိုက်ကြအောက်ထိဆက်ဆွဲပြီးတော့နော်စာပို့ဆိုတာတွေ့ရချင်းကြီးနှိပ်လိုက်နှိပ်ပြီးဒီမှာခဏစောင့်ပြီးပေါ့နော်ဒီလိုမျိုးလေးပေါ်လာလိမ့်မယ်ဗျအဲ့ဆိုကျွန်တော်ကဆက်ပြီးတော့အောက်ကိုဆက်ဆွဲလိုက်ဒီမှာ contact us ဆိုတာရှိရနော်အဲ့လိုထောက်လိုက်ထောက်ပြီးတော့ဒီမှာ I am not a robot ဆိုတာနှိပ်လိုက်အဲ့လိုနှိပ်တဲ့ချိန်မှာသူကတစ်ခါလေးကြာပုံလေးရေးခိုင်းတယ်ကျွန်တော်ကကြာပုံလေးခိုင်းတန့်ပွင့်တော့ဒီမှာအဲ့ဆိုဒီနေရာမှာ Gmail ထည့်ပေးရကျွန်တော်တို့ Gmail ကိုသူတို့ Viber ပေါ့နော်ကျွန်တော်ကစာပို့မှာဖြစ်တယ်အဲ့ဒါသူတို့စာပို့လို့ရအောင်ကျွန်တော်က Gmail ထည့်ပေးရတယ်လင်းဆိုတဲ့နေရာမှာကျွန်တော်က Viber account ရင်တော့ဖွင့်ထားခဲ့ဘူးဆိုအဲ့ဖွင့်တဲ့နာမည်ထည့်အဲ့လိုထည့်ပေးရတယ်နော်ကျွန်တော်ကတော့ကိုညံလို့ထည့်ပေးလိုက်မယ်ဒီမှာ category ဆိုတဲ့နေရာအဲ့ဒီနေရာမှာတော့ကျွန်တော်က technical issue ရွေးပေးလိုက်မယ် topics ဆိုတဲ့နေရာမှာကျွန်တော် general question ထည့်ပေးလိုက်မယ်ဗျပြီး country ပေါ့နော် country ကတော့ကျွန်တော်တို့ကမြန်မာနိုင်ငံမှာဆိုတော့မြန်မာကိုရွေးပေးမယ်အောက်ကိုနည်းနည်းလေးဆက်ဆွဲလိုက်နော်မြန်မာဘာမှဆိုတာရှိတယ် SNGK L okay ခုနကဆက်ဆွဲလာဒီမှာမြန်မာဘာမှဆိုတော့တွေ့လေအဲ့ဒါကိုရွေးလိုက်မယ်အဲ့ဒါဆိုမြန်မာဘာမှလို့ရွေးလိုက်တယ်သူက95ဆိုတော့တွေ့ရကျွန်တော်တို့ရဲ့ code ပေါ့နော်ဒီမှာကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်တဲ့အချိန်မှာဆိုတော့3ညမထည့်နေပြ9ကစပြီးရိုက်ရမှာပေါ့နော် subject ဆိုတဲ့နေရာမှာဆိုရင် Viber activation pay ပေါ့အဲ့ဒီစာတန်းလေးရေးလိုက်မယ်ဗျာကျွန်တော်တို့ဖြစ်နေတဲ့ပြဿနာကိုပေါ့နော်သူတို့ Viber ကလူတွေတိအောင်ပေါ့နော်ကျွန်တော်တို့အဲ့လိုလှမ်းပို့ပေးတာ okay ဒီအောက်ကိုနည်းနည်းဆက်ဆွဲလိုက်မယ်ဒီမှာ description နေရာမှာစာသားကိုပြည့်ပြည့်စုံစုံထည့်လို့ရတယ်ဗျာတကယ်လို့ကျွန်တော်တို့ကဘာထည့်ရမလဲဆိုတော့မထည့်တတ်ဘူးဆိုတူတူပဲပေါ့နော်စောနာစာလေးပဲထည့်လိုက် Viber activation pay အဲ့ဒါလေးပဲထည့်နော်ဒီအပေါ်ဒီစာသားလေးပေါ့နော်အဲ့ဒါလေးပဲထည့်ပြီးတော့ဒီမှာ mobile service provider ဆိုတာကျွန်တော်တို့ရဲ့ single ကဘာ single လဲပေါ့နော် Ooredoo ပေါ့နော် Ooredoo ဆို Ooredoo ထည့်လိုက်တကယ်လို့ Ooredoo မဟုတ်ဘူးဗျUnite ကျွန်တော်မှားပါဒါပေမဲ့ submit လုပ်ပြီးတော့ထားလိုက်ပါတော့ခုက Ooredoo က Unite ဖြစ်သွားတယ်ဗျာTelenor ကလည်းအတန်ဖြစ်သွားပြီပေါ့နော် okay အဲ့ဆိုကျွန်တော်တို့ရဲ့ Gmail ကိုသူကစာလန့်ပို့လိမ့်မယ်အဲ့ဆို Gmail ကိုတွားကြည့်ပေးပါပေါ့ကျွန်တော် Gmail ကိုကြည့်လိုက်မယ်သူတို့ Viber ကလူတွေကျွန်တော်တို့ Gmail ကိုစာပို့လာဆိုတော့တစ်ချက်တွားကြည့်မယ်အဲ့ဆိုကျွန်တော် Viber နဲ့ဒီ Viber.com နဲ့ထွက်လိုက်မှာပေါ့နော်ထွက်ပြီးကျွန်တော် Gmail တဲ့ဝင်လိုက်မယ် okay ကျွန်တော်ရဲ့ Gmail ကောင်တော့သူစာပို့ထားလာပေါ့ဒီမှာပို့ထားတယ်တစ်ချက်ဆွဲကြည့်တယ်နော်တစ်ချက် refresh လုပ်ပြီးတော့ဆွဲလိုက်မယ်ဆိုဒီမှာသူလာ Viber စာပို့စာကျွန်တော်ကို Viber စာပို့တင်းရတယ်ကျွန်တော်ကိုစာတစ်ခုပို့ထားတယ်အဲ့လိုလေးပို့သွားပြီဆိုရင်ကျွန်တော်တို့ကခဏစောင့်ပေးပေါ့နော်တကယ်လို့ तू ကကျွန်တော်တို့စာကိုဖတ်ပြီးဆိုရင်နောက်ထပ် message တစ်ခုထပ်ပို့ရကြခဏစောင့်ပြန်ကြည့်လိုက်ဒီမှာတွေ့လား Vision B တဲ့ Viber စာပို့ကလူတော့ကျွန်တော်တို့ရဲ့ activation pay ဟိုပြီးတော့ win စစ်တယ်ပေါ့နော်အဲ့ဆိုရင်လည်းမင်းရဲ့ဟိုဟာဖုန်းကပေါ့နော်ဒီ Viber application နဲ့စာပို့ဖြစ်လာပါလားစစ်ပါပြီးတော့မင်းရဲ့ဖုန်းစင်ကပေါ့နော် message တွေပါလက်ခံလို့ရလာမလားစစ်ကြည့်ပါဦးတဲ့ပြီးတော့ Viber version က update ဖြစ်မဖြစ်စစ်ကြည့်ပြီးတော့ဒါမှမဟုတ်မင်းရဲ့ Wi-Fi လေးနဲ့လည်း Viber ဖွင့်ကြည့်မယ်ဒါမှမဟုတ် mobile data နဲ့လည်း Viber ဖွင့်ကြည့်မယ်ပြီးတော့ဒါမှမဟုတ် VPN တွေပါချိတ်ထားရင်လည်းပိတ်ပေးပါတဲ့ပြီးတော့တဲ့မင်းရဲ့ဟိုပါဘောနော် Viber ကနေမှ allow access စီပါ call log ကိုတဲ့ permission ဖွင့်ပေးရမယ်အဲ့ဒါကြီးလုပ်ပေးထားလားတဲ့မလုပ်ရရင်ပြန်လုပ်ပေးပါသူကကျွန်တော်စာပို့တယ်ပေါ့နော်activation page ဖြစ်တာဒါလေးကြောင်လားဆိုရင်သူကကျွန်တော်တစ်ချက်စက္ကန့်နဲ့ကျွန်တော်ကသူ့ကိုဘာမှပြန်မပို့တော့ခဏစောင့်မယ်အဲ့လိုစောင့်ပြီးဆိုရင်ပေါ့နော်တစ်ချက်ကျန်နေချိန်မှာ Viber ကိုပြန်ပြီးတော့ clear data လုပ်ဖွင့်ကြည့်မယ်ဆိုရင် Viber account လေးပို့နာမှာဖြစ်ပါတယ်